ဂါဇာဒီနာမည်ကိုကြားလိုက်တာနဲ့ကျွန်တော်တို့ရဲ့ခေါင်းထဲမှာစစ်ပွဲပဋိပက္ခနိုင်ငံရေးအရှုပ်ထွေးဒီလိုစကားလုံးတွေကိုပဲချက်ချင်းပြင်းပြမိကြမှာပါမြေထဲပင်လယ်ကမ်းခြေကဒီဒေသလေးဟာကမ္ဘာအင်အားကြီးတွေရဲ့မျက်စိကျရာအချက်အချာနေမြေဖြစ်လွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကတည်းကရပ်တည်နေခဲ့ရပါဒါပေမဲ့ဒီနေမြေလေးကဘာကြောင့်ဒီလောက်အရေးပါနေရလဲအကြောင်းပြချက်ကောင်းတစ်ခုတော့ရှိနေပါတယ်မိတ်ဆွေအနေနဲ့ကမ္ဘာမြေပုံကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီခေတ်မှာအင်အားကြီးတဲ့တိုက်ကြီးတစ်ခုဖြစ်တဲ့အာဖရိကနဲ့အာရှကြားမှာကုန်းလန်းခီးသွားမယ်ဆိုရင်ဖြတ်သွားလို့ရတဲ့နေရာဒီနေရာလေးပဲရှိခဲ့ရပါဒီနေရာအာဖရိကနဲ့အာရှကိုဆက်သွယ်ပေးထားတဲ့ကုန်းမြေတရား Land Bridge တစ်ခုလိုပါပဲဒီအပိုင်းတက်မှာတော့ဂါဇာဟာရှေးခေတ်ဘုရင်တွေဧကရစ်တွေစစ်သူကြီးတွေအတွက်မရှိမဖြစ်လိုအပ်တဲ့စစ်တူရင်ခုံပေါ်ကအရေးပါဆုံးနေရာတစ်ခုဘလို့ဖြစ်လာခဲ့တယ်လဲဆိုတော့ကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်အောင်ဗျကနေဦးသမိုင်းမတင်မီကာလသမိုင်းမတိုင်ခင်ခေတ်ကလေးကဂါဇာဟာသူ့ရဲ့တည်နေရပထဝီအနေထားကြောင့်ကံကောင်းခြင်းရောကံဆိုးခြင်းရောနှစ်မျိုးစလုံးကိုတပြိုင်နက်တည်းယူဆောင်လာခဲ့ပါတယ်သူဟာအာဖရိကတိုက်ရဲ့အေယာမအင်ပါယာအီဂျစ်နဲ့အာရှတိုက်ကမက်ဆိုပိုတေးမီးယားအင်ပါယာတွေကြားကကုန်သည်တွေစစ်တပ်တွေမဖြစ်မနေဖြတ်သွားရမယ်တကားပေါက်ဂေးဝေးတစ်ခုဖြစ်ခဲ့ပါတယ်ဒီနေရာကိုပိုင်ဆိုင်တဲ့သူဟာတိုက်ကြီးနှစ်ခုကြားကကုန်သွယ်ရေးကိုထိန်းချုပ်နိုင်မှာပါဒါကြောင့်ပဲလွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကလေးကဒီနေရာမှာ Canaans လူမျိုးတွေနေထိုင်ခဲ့တဲ့အထောက်အထားတွေကိုရှာဖွေတွေ့ရှိခဲ့ရတာပါရှေးဟောင်းအင်အားကြီးအင်ပါယာများရဲ့ခေတ်အင်ပါယာတွေထဲမှာဂါဇာဒေသရဲ့တန်ဖိုးကိုပထမဆုံးနားလည်ခဲ့တာတော့အီဂျစ်တွေပါပဲ BC 15ရာစုမှာအီဂျစ်တွေကဂါဇာကိုသူတို့ရဲ့အဓိကစစ်တပ်စခန်းမျိုးတော်အဖြစ်အသုံးပြုခဲ့ပါတယ်အာရှတိုက်ကိုချီတက်ဖို့အတွက်ဒါဟာသူတို့ရဲ့အရေးအကြီးဆုံးစစ်ရေးအခြေစိုက်စခန်းတစ်ခုဖြစ်ခဲ့တာပါဒါပေမဲ့ BC 12ရာစုမှာတော့ဂါဇာကိုပုံစံပြောင်းလိုက်တဲ့လူမျိုးစုတစုရောက်ရှိလာခဲ့ပါတယ်သူတို့ကတော့သမိုင်းတွေထဲမှာပင်လယ်ပြင်ကလူများလို့သိကြတဲ့ဖိလစ်စတင်လူမျိုးတွေပါပဲသူတို့ဟာဂါဇာအပါအဝင်ကမ်းရိုးတန်းမြို့ကြီးတွေကိုသိမ်းပိုက်အခြေချခဲ့ပါတယ်ဒီနေရာမှာအရင်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုရှိပါတယ်သူတို့နေထိုင်ရာဒီကမ်းရိုးတန်းကိုဖိလစ်စတီယာလို့ခေါ်ရအနေနှစ်ပေါင်းများစွာကြာတဲ့အခါဂရိရောမအာရပ်ဘာသာစကားတွေကနေတဆင့်ဒီနေ့ခေတ်ပါလက်စတိုင်းဆိုတဲ့စကားလုံးအဖြစ်ပြောင်းလဲလာခဲ့တာပါဒါပေမဲ့ဒီလိုအချက်ချာကြတဲ့ဒေသမှာဘယ်သူမှကြာမရပ်တည်နိုင်ခဲ့ပါဘူးအင်ပါယာတစ်ခုရောက်လာတယ်နောက်တစ်ခုကဖြိုလဲချပစ်ပါတယ်အင်အားကြီးအဆီရီယန်တွေရောက်လာခဲ့တယ်ဒါပေမဲ့ဘာဘီလုံနီယန်တွေကဖျက်ဆီးသိမ်းပိုက်ပစ်တယ်နောက်ထပ်ဧကရေပါရှင်းအင်ပါယာကြီးထပ်ရောက်လာပြီးထပ်မံသိမ်းပိုက်လိုက်ပြန်တယ်ဆိုတော့ဂါဇာဟာအစင်းစင်းလက်ဆင့်ကမ်းခဲ့တဲ့စုလက်နေမြေတစ်ခုလိုပါပဲရောမခေတ်အရှေ့တိုင်းကအင်ပါယာတွေပြီးရင်နောက်အနောက်တိုင်းကဧကရေတစ်တပါထပ်ရောက်လာခဲ့ပါတယ်သူကတော့လက်ဇန်နာပါသူဟာပါရှင်းတွေကိုချိန်ပုံပြီးဂါဇာကိုသိမ်းပိုက်လိုက်ပါတယ်အလက်ဇန်နာရဲ့ဟယ်လနစ်ခေတ်နောက်မှာတော့ကမ္ဘာအကြီးဆုံးအင်ပါယာရောမတွေရဲ့လက်ထက်ကိုရောက်ရှိလာခဲ့ပါတယ်ရောမခေတ်မှာဂါဇာအထွတ်ထိပ်ကိုရောက်ခဲ့ပြီးအာရေဗီးယားလာတဲ့အမွှေးကြိုင်တွေအိန္ဒိယလာတဲ့ကုန်စည်တွေအတွက်အလွန်အရေးပါတဲ့ကုန်သွယ်ရေးဗဟိုချက်တစ်ခုအဖြစ်အကြီးအကျယ်ထွန်းကားခဲ့ပါတယ်ဒီအချိန်မှာပဲသမိုင်းကိုပြောင်းလဲစေမယ့်ဘာသာရေးယုံကြည်မှုအသစ်တစ်ခုရောက်ရှိလာခဲ့ပါတယ်အဲ့ဒါကတော့ခရစ်ယာန်ဘာသာပါရောမအင်ပါယာရဲ့နိုင်ငံတော်ဘာသာဖြစ်လာတဲ့အမျှဂါဇာကလည်းအရှေ့အလယ်ပိုင်းကခရစ်ယာန်ဘာသာရဲ့အဓိကဗဟိုချက်တစ်ခုဖြစ်လာခဲ့ပါတယ်အာရပ်မွတ်စလင်များသိမ်းပိုက်ခြင်းရောမအင်ပါယာပြိုကွဲသွားချိန်မှာတော့အာရေဗီးယားကျွန်းဆွယ်ကနေအားကောင်းတဲ့အင်အားစုတစ်ခုပေါ်ထွက်လာခဲ့ပါတယ်အစ္စလမ်ဘာသာရဲ့အလံတော်အောက်မှာစုစည်းထားတဲ့အာရပ်တပ်တွေပါပဲ AD 638ခုနှစ်မှာတော့ခါလစ်စစ်သူကြီးရဲ့တပ်တွေကဂါဇာကိုသိမ်းပိုက်လိုက်ပြီးဒီဒေသရဲ့သမိုင်းယဉ်ကျေးမှုနဲ့ဘာသာရေးကိုအပိတိုင်ပြောင်းလဲလိုက်ပါတယ်ဂါဇာမွတ်စလင်အများစုနေထိုင်ရာဒေသအဖြစ်တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါတယ်ခရူးဇိတ်စစ်ပွဲများနဲ့စာလာဒင်ဒါပေမဲ့ဥရောပကလည်းဒီနယ်မြေကိုမမေ့ခဲ့ပါဘူးနှစ်ပေါင်း400ကြာပြီးတဲ့နောက်1100ခုနှစ်မှာဥရောပကခရူးဇိတ်စစ်သည်တော်ကြီးရောက်လာပြီးဂါဇာမှာကြီးမားတဲ့ခံတပ်ကြီးတွေတိစောက်ကသူတို့ရဲ့အခြေစိုက်စခန်းအဖြစ်အသုံးပြုခဲ့ကြပါတယ်ဒါပေမဲ့သူတို့ရဲ့အုပ်ချုပ်မှုကကြာမခံခဲ့ပါဘူး
ဘာလို့လဲဆိုတော့အထင်ကြီးကသူရဲကောင်းတူပေါ်ထွက်လာခဲ့လို့ပါပဲသူကတော့မွတ်စလင်ခေါင်းဆောင်ဆာလာတဲ့မှာ1188ခုနှစ်မှာတော့ဆာလာတင်ဟာခရူးဇိတ်တွေကိုအပီးတိုင်ချေမှုန်းပြီးဂါဇာကိုအစ္စလမ်အုပ်ချုပ်မှုအောက်ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်ဆာလာတဲ့နောက်ပိုင်းမှာတော့သူ့ရဲ့မမ်မလုတ်လို့ခေါ်တဲ့ကျွန်စစ်သည်တွေကအာဏာသိမ်းခဲ့ပါတယ်ဒီစစ်သည်တော်တွေက1260ခုနှစ်မှာကဘာကိုတုံ့လှုပ်စေခဲ့တဲ့မွန်ဂိုကျူးကျော်မှုကိုအိုင်ဂျာလူတိုက်ပွဲမှာအနိုင်တိုက်ပြီးအရှိလေပိုင်းကိုကယ်တင်ခဲ့ကြသူတွေပဲဖြစ်ပါတယ်အော်တိုမန်အင်ပါယာခေတ်မွန်ဂိုတွေရဲ့တိုက်ခိုက်မှုမမ်မလုတ်တွေရဲ့အုပ်ချုပ်မှုတွေအပြီးမှာတော့ဂါဇာဟာသူ့ရဲ့သမိုင်းမှာအတည်ငြိမ်ဆုံးဖြစ်မဲ့အင်ပါယာကြီးတစ်ခုရဲ့လက်အောက်ကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒါကတော့တူရကီအခြေစိုက်အော်တိုမန်အင်ပါယာပါ1518ခုနှစ်ကနေ1918ခုနှစ်အထိနှစ်ပေါင်း400တိတိဂါဇာဟာအော်တိုမန်တွေရဲ့အုပ်ချုပ်မှုအောက်မှာတည်ငြိမ်အေးချမ်းတဲ့ကာလတစ်ခုကိုဖျက်ဆီးခဲ့ရပါတယ်။သူကအဓိကကုန်သွယ်ရေးမျိုးတစ်မျိုးအဖြစ်ဆက်လက်တည်ရှိခဲ့ပြီးဘာသာရေးအတိုင်းအဝိုင်းများဖြစ်တဲ့မွတ်စလင်၊ခရစ်ယာန်၊ဂျူးတို့အတူတကွနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့1918ခုနှစ်ပထမကမ္ဘာစစ်ကြီးရဲ့အဆုံးမှာအော်တိုမန်အင်ပါယာကြီးပြိုကွဲသွားပြီးတဲ့နောက်ဒီနယ်မြေလေးပေါ်မှာအင်ပါယာကြီးတွေအုပ်ချုပ်မှုခေတ်ကလုံးဝကိုဆုံးသက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂါဇာသမိုင်းရဲ့အရှုပ်ထွေးဆုံးအပြင်းထန်ဆုံးနဲ့အငင်းပွားဝယ်အကောင်းဆုံးအခန်းကဏ္ဍတစ်ခုကစတင်တော့မှာပဲဖြစ်ပါတယ်။ဗြိတိရှ်တွေရဲ့အုပ်ချုပ်မှုဇီယွန်ဝါဒရဲ့စတင်ထွန်းကားလာမှုအာရဗ်အစ္စရေးစစ်ပွဲတွေပြီးတော့ဒီနေ့ခေတ်ထိတည်ရှိနေတဲ့ပြည်ပခါတွေဘယ်လိုစတင်ခဲ့လဲဆိုတာကိုဂါဇာအပိုင်းနဲ့မှာဆက်လက်စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျ။နောက်လာမယ့်ကမ္ဘာတဝန်းကအံ့ဘွယ်သမိုင်းနေရာအကြောင်းတွေသိဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဗျ။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။ကျွန်တော်ကတော့ Andrew ပါ။